CM ပျောက်နေတဲ့သူတွေအနေနဲ့ CM ပြန်ပေါ်လာအောင်ဘယ်လိုလုပ်ရမလဲဒီနေ့မှာတော့ CM ပြန်ပေါ်လာအောင်လုပ်လို့ရမယ့်နည်းလမ်းလေးတွေကိုပြန်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့အခုကြည့်နေတဲ့သူတွေထဲမှာ CM ပျောက်နေတဲ့သူတွေပါတယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအကောင့်3နေတုန်းက CM ပျောက်ဖူးပါတယ်ဒါပေမဲ့ဒီအချက်လေးတွေကိုလုပ်ကြည့်လိုက်တဲ့အခါမှာတော့ CM ပြန်ပေါ်လာခဲ့ပါတယ်ဘာတွေလုပ်ရမှာလဲဆိုတော့နံပါတ်1အချက် post တွေကိုပုံမှန်လေးပြန်တင်ပေးပါဒီနေ့ post 3ခုတင်မယ်ဆိုရင်နောက်နေ့မှာလည်း post 3ခုတင်ပေးပါဒီနေ့မနက်10နာရီဝန်းကျင်မှာ post တင်မယ်ဆိုရင်နောက်နေ့ကျရင်လည်း10နာရီဝန်းကျင်လောက်မှာပဲ post ကိုတင်ပေးပါနံပါတ်2အချက် post တွေကိုများများလေးတင်ပေးပါဒီနေ့ကို post တစ်ခုပဲတင်နေတဲ့သူဆိုရင်2ခုနဲ့အထက်လောက်တင်ပေးပါပြီးတော့အင်စာတွေကိုလည်းအပတ်တိုင်းအကုန်ပြအောင်လုပ်ပေးပါဒီမှာတစ်ခုပြောချင်တာက style အင်စာကိုဆိုလိုချင်မဟုတ်ပါဘူးเนาะနံပါတ်3အချက် post တွေတင်တဲ့အခါမှာပုံတင်တာတွေကို short ပေးပါဒီနေ့ကိုပုံတစ်ပုံလောက်ပဲတင်ရင်ကိုအဆင်ပြေပါပြီပုံတွေအများကြီးတင်နေတယ်ဆိုရင်တော့ CM အောင်မီမှာတင်ကြပါလို့အကြံပြုလိုက်ပါရစေပြီးတော့ပုံတွေတင်တဲ့အခါမှာလည်း morning မော်လေခုညဆိုတဲ့အကြောင်းထနေတဲ့ caption တွေရေးသားခြင်းကိုရှောင်ကျဉ်ပေးပါနံပါတ်4အချက်ဗီဒီယိုအထူးသဖြင့် reel တွေကိုများများလေးတင်ပေးပါ Facebook ဘက်ကနေ content creator တွေကိုသာလိုချင်နေတာဖြစ်လို့ reel တွေတင်ပေးခြင်းကသာလျှင် CM ပြန်ပေါ်လာဖို့အတွက်အထောက်အကူအများကြီးပေးသွားမှာပါ10မိနစ်ကနေ2မိနစ်ကြာရှိတဲ့ဗီဒီယိုလေးတွေတင်ပေးတာကတော့အသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်နံပါတ်5အချက်တစ်ပတ်ကိုဗီဒီယိုအရှိတစ်ပုတ်မဖြစ်မနေတင်ပေးပါအဲ့ဒီဗီဒီယိုကလည်း3မိနစ်အထက်ဖြစ်ရပါမယ်ကဲဟုတ်ပြီအပေါ်ကပြောသွားတဲ့အဲ့ဒီအချက်5ချက်ကိုလိုက်လုပ်ကြည့်ပေမဲ့မထူးခြားသေးဘူးဆိုရင်တော့ကျွန်တော်တို့ကနောက်ဆုံးလက်နက်ကိုထုတ်သုံးရမှာပဲဖြစ်ပါတယ်အဲ့ဒါကတော့တခြားမဟုတ်ပါဘူးတစ်ပတ်ကိုတစ်ခါလောက် live လွှင့်ပေးရမှာပဲဖြစ်ပါတယ်အဲ့ဒီလိုလှုပ်ဆောင်ပြီးပြီဆိုရင်တော့ CM ပြန်ပေါ်လာဖို့အတွက်စောင့်နေရုံပါပဲပြန်ပေါ်လာဖို့အနည်းဆုံးတစ်လကျော်လောက်တော့ကြာတတ်ပါတယ်ကဲအခုပြပြသွားတဲ့အချက်လေးတွေက CM ပြောက်နေတဲ့သူတွေအတွက် CM ပြန်ပေါ်လာဖို့အထောက်အကူဖြစ်လိမ့်မယ်လို့ယုံကြည်ပါတယ်ဒီ page လေးကနေ Facebook နဲ့ပတ်သက်တဲ့တိတိကျကျတဲ့အကြောင်းအရာလေးတွေကိုဒီတိုင်းဝင်မြတ်ပေးသွားမှာဖြစ်လို့ page လေးကို follow မလုပ်ရသေးဘူးဆိုရင် follow လေးလုပ်ပေးသွားပါအောင်နော်အကယ်၍ဒီဗီဒီယိုလေးကတင့်အတွက်အကျိုးတစ်စုံတရာရှိရဆိုရင် star လေးနဲ့ကူညီပြီးတော့အားပေးသွားဖို့မြစ်တာရက်ခံပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်နေ့ကျရင်ပြန်တွေ့မယ်နော် bye bye